ဒီလိုအာနာလိုချင်နေတဲ့ဘဲတွေရဲ့ဂျားမှာကျွန်တော်ရဲ့ဂုတ်ကြည်လွန်းတဲ့မက်ဆီကနေရုပ်ပမာအသုံးချခံဖြစ်နေရတဲ့ဘဝကိုရောက်နေတာဟိုလူကဆွဲသုံးဒီလူကဆွဲသုံးဘောလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဘာစီလိုနာရဲ့ဥက္ကဋ္ဌရွေးကောက်ပွဲကလည်းတဖြည်းဖြည်းနဲ့နီးကပ်လာပြီဒီအတွက်ကြောင့်ကျွန်တော်တို့ဒီသတင်းတွေမှာကြည့်ရမယ်ဆိုရင်ဘာစီလိုနာရဲ့ဒီဥက္ကဋ္ဌယာတူနဲ့ပတ်သက်ပြီးတော့မှကြက်တွေကနေ့တိုင်းထားတယ်အမေးဖြေကဏ္ဍတွေဒီအတိုက်ခံပြောတဲ့ကဏ္ဍတွေမဲဆွဲစီယုံရေးကဏ္ဍတွေဒါမျိုးတွေကဇက်တိုက်ကိုတတ်နေတာဒီလိုနေရာမှာဆိုပြီးသွားတဲ့ရက်ကဆိုရင်လေဒါလာပေါ်တာရဲ့အကြောင်းဇာဘီကဖွင့်ချတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှလူနဲ့မက်ဆီခေါ်မဲ့ကိစ္စပေါ့နော်ဒါကိုလာပေါ်တာကညှင်းဆန်ခဲ့တယ်ဆိုတဲ့အကြောင်းလေးဒါကလည်းပြန်တွေးရမယ်ဆိုရင်တော့ကျွန်တော်မဲဆွဲရေးကာလာနဲ့ပတ်သက်တဲ့စကားမျိုးတွေသတင်းမျိုးတွေဒါမျိုးတွေတက်လာပြောချင်တာလာပေါ်တာမကောင်းဒါကိုဇာဘီကပြောတယ်ဒီအတွက်ကြောင့်လာပေါ်တာကိုအဲ့ဒါကိုပြန်မေးဖြေလုပ်တဲ့နေရာမှာလေလာပေါ်တာကဒီဇာဘီရဲ့အင်တာဗျူးသူသိတဲ့အတွက်သူကဘာပြောလဲဆိုတော့ဇာဘီတို့လိုပြောသွားတာကိုသူလက်ခံတယ်ဘာကြောင့်လဲဆိုတော့သူဆိုလိုတဲ့သဘောကဇာဘီကဘာစီလိုနာမှာမအောင်မြင်ခဲ့ဘူးပေါ့ဗျာသူပြောချင်တာဇာဘီနဲ့ကစားသမားတချို့သူပေးခဲ့တဲ့ကစားသမားတွေနဲ့ဇာဘီကကြဆုံခဲ့တယ်ညီတွားခဲ့တယ်ဒီလိုအရာကိုဟန်စီဖီလစ်ကိုလက်ထဲထိုးထည့်ပြီးတဲ့အချိန်မှာဟန်စီဖီလစ်ကအကောင်းဆုံးလုပ်နိုင်တယ်အခုဘာစီလိုနာကလုံဝအောင်မြင်လာတယ်ဒီအတွက်ကြောင့်ဇာဘီကမနာလိုတဲ့စတိုင်မျိုးစိတ်ထဲမှာဖြစ်ပြီးပြောတယ်ဒီလိုမျိုးလာပေါ်တာပြန်ပြောတာအဲ့အတွက်ကြောင့်သူနားလဲပြီးတယ်ဒါပေမဲ့သူတခုစိတ်မကောင်းဖြစ်တာကဇာဘီကသူတူတယောက်ရဲ့အသုံးချခြင်းကိုခံနေရတဲ့အတွက်သူ့အနေနဲ့စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့စကားလေးပြောတယ်ဒါကသူဘလို့ပြောတာလဲဆိုတော့အဓိကသူ့ကိုစင်ပြိုင်မဲ့ကျွန်တော်ဥက္ကဋ္ဌလောင်းဘက်တာဖောင်းကိုသူစောင်းပြီးတော့မှပြောတာဖောင်းရဲ့လူယုံဖြစ်နေတယ်ဇာဘီကအခုချိန်မှာဒီစတိုင်မျိုးနဲ့သူပြောသွားတဲ့စကားဒါတွေတက်လာတယ်ဒါတွေနဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဆက်ပြီးတွေးမိခဲ့တဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဒါကဘာလဲဆိုတော့ဒီလိုအာနာကိုမတ်မောနေတယ်အာနာသားတွေအာနာဘကွက်သားတွေရဲ့ဂျားထဲမှာစကားကိုနည်းနည်းပဲပြောတယ်အေးကြီးနေတတ်တဲ့ကျွန်တော်တို့အင်မတန်မှချစ်ရတဲ့ဂုတ်ကြီးလျွန်းတဲ့မက်ဆီနေရုပ်ပမာဖြစ်ပြီးတော့မှအသုံးချခံနေရတဲ့အကြောင်းလေးကိုကျွန်တော်တွေးမိလာဒါမိတ်ဆွေတို့လည်းတွေးမိလိုက်မယ်သူတို့မဲဆွဲနေတဲ့စီးယုံနေတာကသူတို့ဘာစီလိုနာကိုကြီးစိုးကျင်တာဘာစီလိုနာဥက္ကဋ္ဌဖြစ်ကျင်တာဒါတွေနဲ့ပတ်သက်ပြီးတော့မှဘာမှစကားတခွန်းတစားမထွက်လာဘဲနဲ့အဝေးမှသွားပြီးကင်းလေးနေတဲ့ကျွန်တော်အချစ်တော်လျွန်းတဲ့မက်ဆီနဲ့ပတ်သက်ပြီးတော့မှဒီဘဲတွေကပါဆက်ဖြာမှာဖြစ်နေတာဒါကျွန်တော်ပြီးသွားတဲ့အစီလာကပေါ့နော်ဒီမဲဆွဲနေတဲ့ဥက္ကဋ္ဌတူဖြစ်တဲ့အမတ်လောင်ဖြစ်တဲ့မာစီရီယာဆိုတဲ့အမတ်ကဒီဘာစီလိုနာမြို့မှာလျွန်းတဲ့မက်ဆီရဲ့ပိုစတာကြီးချပြီးတော့မှလျွန်းတဲ့မက်ဆီကိုပြန်တွေ့ကျင်တဲ့အကြောင်းပြန်ခေါ်ကျင်တဲ့အကြောင်းတွေစာရေးခဲ့တယ်မဲဆွဲကာလာပေါ့လာပေါ်တာကိုကြောပြီးလောက်သွားတဲ့စတိုင်မျိုးဒါတို့သတင်းသမားတွေကသွားမေးတယ်ခင်ဗျာလျွန်းတဲ့မက်ဆီစီကခွင့်ပြုချက်ရပြီလားဒီလိုမေးတော့သူကပြောလဲကျွန်တော်တို့မက်ဆီစီကခွင့်ပြုချက်မတောင်းပါဘူးဒါပေမဲ့ခင်ဗျာအနေနဲ့လမ်းမှာတွေ့တဲ့လူတိုင်းကိုမေးကြည့်လေဘယ်သူတူတယောက်ကမက်ဆီကိုမလုံမနဲ့နေချင်လို့လဲမခေါ်မနဲ့နေချင်လို့လဲဒီစကားမျိုးနဲ့သူကပြန်ဖာသွားတာဒါကလေသူအာနာရချင်တဲ့အပေါ်မှာမူတည်ပြီးတော့မှလျွန်းတဲ့မက်ဆီကိုဂိုင်ပေါက်တာဒါကျွန်တော်အမြင်နော်မိတ်ဆွေတို့အမြင်နဲ့တူချင်မှလည်းတူမယ်ဒါကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြောပြတာဒါတယောက်ပြီးတော့မှအခုလာပေါ်တာတဲ့အပြိုင်မဲလူမဲ့ဖစ်တာဖောင်းဒီဘဲကလည်းအစတွေကပြောဘူးတယ်သူဥက္ကဋ္ဌဖြစ်ခဲ့မယ်ဆိုလင်းနဲ့မက်ဆီထွက်သွားစရာအကြောင်းမရှိခဲ့ဘူးသူတားခဲ့မယ်ဆိုတဲ့သဘောပြီးတော့မှသူသာဥက္ကဋ္ဌဖြစ်လာမယ်ဆိုနံပါတ်1စားခေါ်မှလင်းနဲ့မက်ဆီဆိုတဲ့စကားတွေဒါသူအရင်ပြောခဲ့တဲ့စကားတွေဒါမနေ့ကကျွန်တော်အင်တာဗျူးမှာဆိုလေဒီစကားမျိုးသူထပ်ပြောသေးတယ်သူဥက္ကဋ္ဌတွေနေဖြစ်ပြီးပထမဆုံးဖုံးစားခေါ်မှလင်းနဲ့မက်ဆီစီကိုဒါသူပြောခဲ့တဲ့စကားဒါတွေမဲလားသူကြီးပဲလားသူလည်းမဟုတ်သေးဘူးဥက္ကဋ္ဌလာပေါ်တာကိုယ်တိုင်ကန်နုကွင်းရဲ့အစ်စ်မှာမက်ဆီရဲ့ရုပ်ထုထားရမှာတို့မက်ဆီကိုကန်တော်ဝင်နှုတ်ဆက်ပွဲတွေကျင်းပပေးရမှာတို့သူကိုယ်တိုင်လည်းမယုံကြည်ဘူးအခုချိန်ထိသူကိုယ်တိုင်ကလည်းမက်ဆီရဲ့ပုံရိပ်ကိုယူနေရတော့မယ်သူမဲဆွဲပြီးဒီဥက္ကဋ္ဌဖြစ်လာတဲ့တက်တမ်းမှာကြည့်မယ်ဆိုလဲမက်ဆီကိုတားပေးမယ်ဘာညာနဲ့နောက်ပိုင်းတော့မက်ဆီနဲ့ပတ်သက်လာရင်လာပေါ်တာကတမန်တွေအယုံကြည်မရှိတဲ့ဒီဥက္ကဋ္ဌဖြစ်လာဒီလိုမျိုးတွေပေါ့နော်ဒါလေးတွေးမိခဲ့တာ
ဘာကြောင့်လဲဆိုတော့ဒီလိုအာနာလိုချင်နေတဲ့ဘဲတွေရဲ့ဂျားမှာကျွန်တော်ရဲ့ဂုတ်ကြည်လျွန်းတဲ့မက်ဆီကနေရုပ်ပေါ်မှာအသုံးချခံဖြစ်နေရတဲ့ဘဝကိုရောက်နေတာဟိုလူကဆွဲသုံးဒီလူကဆွဲသုံးဒါကအသုံးချခံတယ်လို့ကျွန်တော်အနေနဲ့ပြောတယ်ဆိုပေမဲ့လည်းတကယ်တမ်းပြန်တွေးမယ်ဆိုရင်တော့ဒါလျွန်းတဲ့မက်ဆီရဲ့ဖုန်တကိုကြီးမားမှုဂုံစိန်ဝါကြီးမားမှုလို့ကျွန်တော်ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်ရဲ့ဂုတ်ကြည်လျွန်းတဲ့မက်ဆီရဲ့ဂုံစိန်ဝါကဘာစီလိုနာမှာဆိုအင်မတန်မှကြီးမားနေတာသူများတွေကပြောကြသလိုပေါ့နော်မင်းတို့ဘာစီလိုနာဆိုတာဘာစီလိုနာမဟုတ်တာကြာပြီမက်ဆီလိုနာဖြစ်နေပြီဆိုတော့သူများတွေကပြောကြတယ်ဒါကလည်းဒီစကားတွေကိုမှန်တယ်လို့ကျွန်တော်ပြောလို့ရတယ်အခုမဲအဓိကရွေးပြိုင်နေတဲ့ဥက္ကဋ္ဌအားလုံးကလျွန်းတဲ့မက်ဆီနဲ့လျွန်းတဲ့မက်ဆီရဲ့နာမည်မပါဘဲနဲ့ပြောခဲ့တဲ့စကားလုံးဝမစီတော့ဖြစ်နေပြီမက်ဆီတစီတည်းစီနေကြတာတို့တွေဒါမက်ဆီရဲ့ဖုန်းတကူကြီးမားမှုလို့လည်းကျွန်တော်ပြောလို့ရတယ်သူတို့လိုချင်တဲ့အာဏာတစ်ခုရဖို့အတွက်မက်ဆီရဲ့ဖုန်းတကူကလိုအပ်နေတဲ့စတိုင်မျိုးဖြစ်နေတာဒီလိုဖြစ်လာအောင်လဲကျွန်တော်ရဲ့ဂုတ်ကြီးကလှုပ်ပြခဲ့တာလေအခုချိန်မှာတော့ဒါမဲကျွေးကောက်ပွဲကလည်းနီးလာပြီဘာတွေဖြစ်လာမယ်ကျွန်တော်ပြောလို့မတတ်ပေမဲ့လေဒီနောက်ပိုင်းထွက်လာတဲ့စကားသံတွေဇာပြီးပြောခဲ့တဲ့အမေဖြစ်ကဏ္ဍတွေဒါတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်လာပေါ်တာအနေနဲ့အမတ်ရှော့ခံထိတဲ့အနေအထားမျိုးရောက်နေပြီလို့တော့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီမက်ဆီနဲ့ပတ်သက်လာရင်လာပေါ်တာကအမားတွေစီနေတဲ့ဒီဥက္ကဋ္ဌတယောက်ဖြစ်နေတယ်။ပြီးတော့မှဗစ်တာဖောင်းကလည်းတစ်ချိန်ကဒီလာပေါ်တာနဲ့ဆင်ပြန်တဲ့အနေထားမှာမဲအနေငယ်နေပြီးတော့မှဒီဒုတိယနေရာရခဲ့တဲ့အမတ်လောင်ဥက္ကဋ္ဌလောင်ဒီတစ်ချိန်မှာကြတော့သူကြော်တက်နိုင်မှာလား။သူ့ရဲ့စကားတွေကိုကျွန်တော်တို့ဒီမက်ဆီရဲ့ဖန်တွေလက်ခံပေးမှာလားဘာစီလိုနာသားတွေပေါ့နော်။ဒါကိုကျွန်တော်စိတ်ဝင်စားစွာနဲ့ပဲနောက်မကြခင်ရက်ပိုင်းလေးမှာဒီအဖြစ်ကထွက်လာတော့မှဖြစ်တယ်။ကျွန်တော်ညီကိုမိတ်ဆွေတို့အနေနဲ့အခုပုံမှာဘယ်လိုမြင်လဲကျွန်တော်ပြောတဲ့ပုံမှာကျွန်တော်ကွန်မန့်လေးထဲမှာမှတ်ချက်ရေးသွားကြလို့ရပါတယ်။ဒါနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုဒီနေ့မှတွေ့တဲ့ညီကိုမိတ်ဆွေတို့အနေနဲ့ကျွန်တော် YouTube channel လေးကို subscribe လုပ်ထားသည်ဆိုရင် subscribe လေးလုပ်သွားပြီးကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်တယ်။ပြီးတော့မှကျွန်တော်ရဲ့ဒီ Facebook page ဖြစ်တဲ့ AS About Football page လေးကိုလည်း follow and like လေးများလုပ်သွားပြီးကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်တယ်။ဘာကြောင့်လဲဆိုတော့ Facebook ဘက်မှာလည်းကျွန်တော်ဒီဘောလုံးနဲ့ပတ်သက်တဲ့သတင်းတွေကိုနေ့စဉ်နဲ့အများတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Facebook page လေးကိုလည်း follow and like လေးများလုပ်သွားပြီးကြဖို့အတွက်တောင်းဆိုလိုက်ပါတယ်အားလုံးကိုထူးပဲကျေးဇူးတင်စီပါတယ်